Hello ဒီနေ့ကတော့စာဝါဆိုးရဲ့နာမည်ကြီးနေတယ်ပေါ့နော် POMS လေးကတ်ထားတယ်သူကမထူမပါလေးကတ်ရတယ်လို့ပြောကြတယ် review ကတော်တော်ကောင်းနေဆိုပြီးတော့ပြောကြတာပေါ့နော်ဒါပေမဲ့ဒီ first time ဆိုတော့လေမထူမပါလေးဘယ်လိုကတ်ရမလဲပါအောင်ဘယ်လိုကတ်ရမလဲသိမသိတော့အဲ့လိုကိုအစင်ပြီးလိုပဲကတ်ထားလိုက်တယ်အဲ့ဒါပဲကတ်ပြီးတော့မိနစ်20လောက်ထမင်းသွားစားနေထမင်းသွားစားသေးရပေါ့နော်အဲ့ဒါအောင်မှသူကမချောက်သေးဘူးအော်ငါခွာလို့မရသေးဘူးထင်တာနိုင်မှမဟုတ်ဘူးသူကအစလေးခွာလို့ရတဲ့အစလေးထွက်လာတယ်အရင်ထူရင်တော့သူကမချောက်တော့အစမထွက်ဘူးပေါ့နော်အဲ့တော့ကတ်လို့ရှိရင်မထူမပါလေးနှစ်ဖူးပေါ်ဟာလေးဆိုနေအတော်လောက်ပဲဒီလားဘာလို့ဆိုတော့အစားထွက်တယ်အစားနဲ့ဆွဲခွာလိုက်ရတယ်တဲ့လားအခုခွာပြမယ်နော်အဲ့လိုမျိုးအစားလေးနဲ့ခွာလိုက်ရတယ်မျက်နှာလေးညစ်နေရပါတော့အခုနည်းနည်းလေးလင်းသွားလို့ခံစားရတယ်first time ဆိုတော့တိတ်တော့မသိတာသေးဘူးနော်နှစ်ခါသုံးခါ try ပြီးတော့မှလက်ချလေးပြန်ပြီးပြမယ်နော်ဝက်ချန်ရမ်းပေါက်နေပြီးတော့ချွေးပေါ်တွေတအားကျနေတဲ့အသားရည်ပြီးတော့စားဝက်ချန်နဲ့ထွက်နေတဲ့သားရည်ဖြစ်တာမို့လို့ဒီဟာလေးကို try ကြည့်ရပါတော့နော်